အတိတ်ကအမားကိုသင်ငန်းစာယူပေးနေစန်တရမှာအရင်နဲ့မတူတဲ့ပုံစံနဲ့ပြန်လည်ရောက်ရှိလာတဲ့ DJ ဘိုင်ယိုလိန်အားလုံးပဲမင်္ဂလာပါစိန်တန်နူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်မြန်မာတို့ရဲ့ရိုးရာနေတဲ့ကိုနေစန်တရနေ့မှာလာတော်ကြာထိမ့်သိမ်းခံထားရတဲ့ DJ ဘိုင်ယိုလက်ကလူများရှိကိုပြန်ရောက်လာခဲ့ပါပြီမင်းသားကြီးနေမျိုးအောင်ရဲ့တားဖြစ်သူနဲ့ချွေးမဖြစ်သူဟာ DJ ဘိုင်ယိုလက်ကနေစန်တရနေ့မတိုင်ခင်တွေကအတင်းထောင်ကနေလွတ်မြောက်လာခဲ့ပြီးနေစန်တရနေ့မှာတော့ဇာတိရွာမှာလူတန်းတွေပြုလုပ်နေပါတယ်ပြန်လည်လွတ်မြောက်လာတဲ့ဒီဇေဘိုင်အောက်လက်ကရင်းနဲ့မတူတော့ပဲတည်ငြိမ်နေပြီးနေစန်တရနေ့မှာမိခင်နဲ့တူကုသိုလ်တွေယူနေပါတယ်။ဒီဇေဘိုင်အောက်လက်ကကလပ်တွေ EDM ပွဲတွေမှာလူငယ်တွေကြားတော်လေးနမဲရပြီးသားဒီဇေသမားတူပါ။ဖြော်ပြတာကတွက်လက်ပြီးတော့ဆွဲဆောင်မှုရှိတာကြောင့်ရစီညာတိုင်းဖြော်ပြရပြီးဝင်ငွေလေးကောင်းခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်မှာတော့သူ့ရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမဲ့ကြီးမားတဲ့အရာတစ်ခုကိုကိုယ်တိုင်ဖန်တီးတဲ့သားဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကတော့ဗုဒ္ဓဘာသာဝင်တွေနေ့စဉ်ရုပ်ဖက်ပူဇော်နေတဲ့ဗုဒ္ဓတရနဲ့ကိစ္ဆာမီဆိုတဲ့ဘုရားစာကို DJ Remix တွေနဲ့ပေါင်းဆက်ပြီးပွဲတစ်ခုမှာဖွင့်လှစ်ဖျော်ဖြေမိခဲ့တာပါ။အခြား DJ သမားတွေလည်းဖန်တီးတာပဲဆိုပြီးတော့အကြောင်းပြချက်ပေးပေမဲ့ DJ ဘိုင်လက်ကတော့ညင်လို့မရခဲ့ပါဘူး။အနောက်နိုင်ငံတွေမှာတော့ဘာသာရေးသင်းတွေကို Pop Rock သို့မဟုတ် EDM ပုံစံပြောင်းလဲဖန်တီးတာတွေရှိကောင်းရှိနိုင်ပေမဲ့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ကိုယ်ဝယ်ယုံကြည်မှုအရလုံးဝလက်ခံနိုင်စရာမရှိတဲ့အပြင်ဘာသာတရားကိုစော်ကားရရောက်တဲ့လုပ်ရက်တစ်ခုဖြစ်သွားခဲ့ပါတယ်။အမှုပညာအရစတဲ့ခြင်းနဲ့စိတ်သက်သက်နဲ့လုပ်ခဲ့တာဖြစ်နိုင်ပေမဲ့ရလက်ကတော့တနိုင်ငံလုံးဗုဒ္ဓဘာသာဝင်တွေရဲ့ပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုနဲ့အတူဥရိယာရေးဥခံရပြီးထိမ့်သိမ်းခံလိုက်ရပါတယ်။သူလုပ်ခဲ့တဲ့အပြစ်ထင်ရှားတဲ့အတွက်ဗုဒ္ဓဘာသာဝင်ရဟန်းတန်ဃာတော်တွေနဲ့ဗုဒ္ဓဘာသာဝင်ပြည်သူတွေအားလုံးကိုနူးညစ်တောင်းပန်ဝင်ချခဲ့တယ်လို့သက်ဆိုင်ရာတန်ဃာတော်ဖွဲ့စည်းတွေနဲ့တောင်းပန်အပ်သူတွေအားလုံးထံကိုလည်းဆက်လက်တောင်းပန်ခဲ့ပါတယ်။ဘဝမှာပြင်လို့မရတဲ့အမှားတစ်ခုကိုကျွလွန်မိတဲ့အတွက်လည်းနောက်တာများစွာရနေခဲ့ပြီလို့ပြောပေမဲ့နောက်တော့ကြာအောင်ကျင်းကြားခဲ့ရပါတယ်။လွတ်လပ်စွာနေထိုင်တဲ့ဒီဇေဘိုင်ယိုလနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူတို့ကလာတော့ကြအောင်အကျဉ်းထောင်မှာနေခဲ့ရပါတယ်။နမဲကျော်သူပညာရှင်နေမျိုးအောင်ရဲ့ချွေးမဖြစ်တဲ့အတွက်မိသားစုရဲ့ဂုဏ်သိက္ခာပတ်ဝန်းကျင်ရဲ့ဖိအားတွေကိုပါရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့ရောက်ခမဖြစ်သူနေမျိုးအောင်ကကယ်မီရသွားခဲ့ပြီးဆူရတဲ့ညမှာပဲတားနဲ့သမီးကိုပါပျော်စေခြင်းနဲ့လို့ရှင်ဖွင့်ခဲ့ပါတယ်။အခုတော့သူတို့မျှော်လင့်ထားတဲ့အတိုင်းပြန်လည်လွတ်မြောက်လာခဲ့တာပါ။2026ခုနှစ်ရဲ့မြန်မာနေစံတရက်နေ့မှာတော့လူငင်းချမ်းသာခွင့်နဲ့တူ DJ ဘိုင်ယိုလက်တရားပြန်လည်လွတ်မြောက်လာခဲ့ပြီးထောင်ကားထွက်လာပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာအရင်ဆုံးစကတ်ကြီးစကတ်ကျတွေပြောတာမျိုးဒဏ်ရာတွေကိုထုတ်ပြတာမျိုးမလုပ်ဘဲတန်ဃာတွေကိုစွန်းလောင်းလူနေပါတယ်။ကြာဦးဘုန်းကြီးကျောင်းလေးမှာပဲအာယုံဆွမ်းလေးကတ်ခဲ့ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးအမှားလုံးပြီးလို့ပြစ်ပေးခံရခဲ့ရပေမဲ့သူ့ရဲ့ရင်ထဲမှာဘာသာတရားပေါ်ရိုသေကိုင်းရှက်မှုပြေဝရှိနေပါတယ်။ထောင်ကားလောလောချင်းနေစံတရက်နေ့မှာပဲဖျားတရားတန်ဃာကိုဥထိတ်ထားပြီးစွန့်ကက်လူတန်းနေပြီးတော့ဆိုရှယ်မီဒီယာကနေတောင်းပန်လိုက်တာတဲ့အများကြီးပို့ပြီးထိရောက်အောင်ပြသလိုက်တာပါ။ DJ ဘိုင်ယောလက်ကဝင်ငွေကောင်းတဲ့ DJ သမားတယောက်ဖြစ်တာကြောင့်သူ့ကိုစောင့်မျှော်နေကြသူတွေရှိသလိုပြန်လည်လွတ်မြောက်လာလို့လည်းဝမ်းသာနေကြပါတယ်။ရကမဖြစ်ပေမဲ့လေသမီးချင်းတို့သဘောထားပြီးတဲ့နေမျိုးအောင်တို့မိသားစုကတော့ပို့ပြီးပျော်ရွှင်နေပြီးသူတို့မိသားစုပြန်လည်စုံစည်းသွားပါပြီ။ DJ ဘိုင်ယောလက်ကိုရင်လိုပြန်လည်အားပေးကြမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။